အိုဇေးဟာအခုတစ်ပတ်မလေးရှားမှာပြုလုပ်ခဲ့တဲ့ထိပ်သီးဆွေးနွေးပွဲတစ်ခုမှာသူအာဆင်နယ်ကနေဘာကြောင့်ထွက်ခွာခဲ့ရတယ်လဲဆိုတာကိုပထမဆုံးအကြိမ်အသေးစိတ်ပြောပြခဲ့ပါတယ်။2019 ခုနှစ်တုန်းကတရုတ်နိုင်ငံကဝီဂါမွတ်စလင်တွေရဲ့လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးလူမှုကွန်ရက်မှာရေးသားခဲ့တာကြောင့်အာဆင်နယ်အသင်းကသူ့အပေါ်တကားတွေအားလုံးပိတ်လိုက်တာဖြစ်တယ်လို့သူကဆိုပါတယ်။သူတို့ကျွန်တော်ကိုကစားခွင့်မပေးတော့ဘူးလို့အိုဇေးကပြန်ပြောင်းပြောပြခဲ့တယ်လို့အသင်းကနိုင်ငံရေးအရကြားနေတယ်လို့ပြောခဲ့ပေမဲ့သူ့အပေါ်မှာတော့ပုဂ္ဂိုလ်ရေးအရဖိနှိပ်မှုတွေရှိခဲ့တယ်လို့ဆွဆွဲလိုက်ပါတယ်။သူဟာအာဆင်နယ်နဲ့စာချုပ်မဖြတ်သိမ်းခင်8 လကြာအောင်အသင်းနဲ့အဆက်အသွယ်ဖြတ်ပြီးတယောက်တည်းလေ့ကျင့်ခဲ့ရတဲ့အထိဆိုးရွားတဲ့အခြေအနေတွေကိုကြုံတွေ့ခဲ့ရတာပါ။အာဆင်နယ်အတွက်ပရီးမီးယားလိဂ်ပွဲပေါင်း184ပွဲမှာ33ဂိုးသွင်း59ဂိုးဖန်တီးပေးခဲ့တဲ့ဒီကန်ထဝင်ကစားသမားရဲ့အဆုံးသက်ဟာတကယ့်ကိုဝမ်းနည်းစရာကောင်းခဲ့ပါတယ်။ပရိသတ်ကြီးတို့ရောအိုဇေးပြောသလိုပဲအာဆင်နယ်ကသူ့အပေါ်လွန်ခဲ့တယ်လို့ထင်လားဗျ။ဒါမှမဟုတ်အသင်းရဲ့ဆုံးဖြတ်ချက်ကမှန်ကန်ခဲ့တာလား။ကိုမတ်မှာပြောခဲ့ကြပါဦး။ဒုတိယအကြော့ပွဲစဉ်မတိုင်ခင်အာဆင်နယ်အတွက်စိုးရိမ်စရာသတင်းတစ်ခုပေါ်ထွက်လို့လာခဲ့ပါတယ်။ချန်ပီယံလိဆီမီဖိုင်နယ်ပထမအကြော့ပြီးမှာဒကလန်ရိုက်စ်ကဒိုင်လူကြီးဒန်နီမက်ကီလီရဲ့ဆုံးဖြတ်ချက်အပေါ်ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။အဇေးပင်နယ်တီရိယာအတွင်းပြစ်ဒဏ်ကျူးလွန်ခံရတာကအထင်ရှားပင်နယ်တီဖြစ်ပြီးဒိုင်လူကြီးကအင်ရှင်ပရိသတ်တွေရဲ့ဖိအားပေးမှုကြောင့်သာဆုံးဖြတ်ချက်ကိုပြောင်းလဲခဲ့တာလို့ရိုက်စ်ကဆွဆွဲလိုက်တာပါ။ပရိသတ်တွေကဒိုင်ကိုလှုံ့ဆော်ခဲ့ပြီးဒိုင်ရဲ့စိတ်ကိုပြောင်းလဲသွားအောင်လုပ်ခဲ့တာလို့ကျွန်တော်ထင်ပါတယ်လို့သူကပွဲအပြီးအင်တာဗျူးမှာပြောကြားခဲ့ပါတယ်။အခုအခါမှာတော့ UEFA ရဲ့စီကံထိန်သိမ်းရေးအဖွဲ့ကဒိုင်လူကြီးရဲ့အစီရင်ခံစာကိုစောင့်ဆိုင်းနေပြီးရိုက်စ်ရဲ့ပြောကြားချက်ဟာဒိုင်ရဲ့ဂုဏ်သိက္ခာကိုထိပါးတယ်လို့ယူဆရင်ပွဲပယ်ပြစ်ဒဏ်အထိချမှတ်နိုင်ပါတယ်။ဒကလန်ရိုက်စ်ဟာလွန်ခဲ့တဲ့4 နှစ်ကဝက်စ်ဟမ်းမှာရှိစဉ်တုန်းကလည်းဒိုင်ကိုဝေဖန်ခဲ့တာကြောင့်နှစ်ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရဘူးတာလည်းဖြစ်ပါတယ်။မန်ချက်စတာစီးတီးနဲ့အမှတ်ပြိုင်လို့နေတဲ့ဒီယာဒီအတွက်နောက်ဆုံးလဖြစ်တဲ့မေလဟာအာဆင်နယ်အတွက်တော့တကယ့်ကိုကံကောင်းလေးရှိတဲ့လတလပါ။တမိုင်းတစ်လျှောက်ပရီးမီးယားလိဂ်မှတ်တမ်းတွေအရအာဆင်နယ်ဟာမေလအတွင်းကစားခဲ့တဲ့ပွဲပေါင်း100ပွဲမှာစုစုပေါင်း198မှတ်အထိရရှိထားပြီးဒါဟာပရီးမီးယားလိဂ်ရဲ့ဘယ်သင်းထက်မဆိုအမြင့်ဆုံးစံချိန်ဖြစ်ပါတယ်။အခု2025-26ရာသီရဲ့မေလထဲမှာလဲအာဆင်နယ်ဟာဒီအစဉ်လာကောင်းကိုအသုံးချပြီးမန်စီးတီးကိုကြော်ဖြတ်ဖို့ကြိုးစားသွားမှာလား။လက်ရှိဇယားထိပ်မှာ34ပွဲကစား83မှတ်နဲ့ဦးဆောင်နေပေမဲ့မန်စီးတီးက33ပွဲကစား80မှတ်နဲ့တပွဲလျော့အခြေအနေမှာရှိနေတာကြောင့်အမှားခံလို့မရတဲ့အနေအထားလည်းဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောအာဆင်နယ်တို့ဒီမေလရဲ့သမိုင်းဝင်မှတ်တမ်းကောင်းတွေကိုထိမ့်သိမ်းပြီး22နှစ်ကြာဝေးကွာနေတဲ့ချန်ပီယံဖလားကိုတကယ်ပဲသိမ်းပိုက်နိုင်မလား။ကိုမတ်မှာခံမှန်းပေးခဲ့ကြပါဦး။